professional ကြိုးဆောင်ဖြစ်ဖို့မြန်မာနိုင်ငံအင်ဂျင်နီယာဆောင်မှုအသင်းကိုဝင်ကြစို့ဆက်သွယ်ရမယ့်လိပ်စာကတော့အဆောင်စီ9လွှာပြီးညောင်ပင်လေးစိတ်ပလာစာအပေါ်တက်လက်မတော်လန်ကနာလန်နဲ့မဟာဗန္ဓုလလန်ကြားလက်မတော်မြို့နယ်ရန်ကုန်တိုင်းဒေသကြီးမျိုးပြဖွံ့ဖြိုးရေးကိုဗဟိုပြုကအတီးမြန်မာနိုင်ငံအေရှမ်းမြေဝန်ဆောင်မှု professional အသင်းမာရီစာ professional professional အေရှမ်းမြေပညာအရှိခံတင်တန်းအမှတ်စဉ်58/2026တင်တန်းနဲ့ငွေကြေးခေါ်ချမှုတိုက်ပြည့်ရေးနဲ့အကြမ်းဖက်မှုငွေကြေးထောက်ပံ့မှုတိုက်ပြည့်ရေး AMSFD ဆိုင်ရာအသိပညာမြင့်တင်ရေးဆွေးနွေးပွဲအား2026ခုနှစ်ဩဂုတ်လ23-24 ရက်နေ့များတွင်နံနက်8:00 နာရီမှညနေ9:00 နာရီအထိဗန်းမြို့နယ်ရွှေကုန်းတိုင်းလမ်းနယ်ရေတာရှိလမ်းတောက်ယူဇနာဟိုတယ်တွင်ဖွင့်လှစ်သွားမည်ဖြစ်ပါသည်တင်တန်းသည်အသင်းဝင်များသို့ပညာမျှဝေမှုတင်တန်းဖြစ်သဖြင့်တင်တန်းတက်လူသူများသည်ရှေးဥစွာအသင်းဝင်ဖြစ်ရပါမည်အသင်းဝင်ရောက်လိုပါက1အသင်းရုံးမှထုတ်ပေးသည့်အသင်းဝင်6လပုံစံနှင့်အတူနံပါတ်2မှတ်ပုံတင်တဲ့အိမ်တော်စုစင်းမိတ်တူများနံပါတ်3 1113လက်မှတ်အရွယ်တပ်ပုံ4ပုံနံပါတ်4အသင်းဝင်ချင်းနှင့်နှစ်စဉ်ချင်းများကိုမာရီစာ professional အသင်းရုံးလမ်းမတော်မြို့နယ်လမ်းမတော်လမ်းနဲ့ကန္နာလမ်းတောက်ညောင်မလေးစေးစီယုံ9လွှာဖုန်း3908 113 0836 3908 113 0839ခုတို့တွင်တင်ပြပြီးအသင်းဝင်ရောက်နိုင်ပါသည်တင်တန်းအောင်မြတ်စွာပြီးမြောက်သူများအားနံပါတ်1အသင်းဝင်စမတ်ကနံပါတ်2 professional Asian မြေပညာအရှိခံတင်တန်းစဉ်လက်မှတ်နံပါတ်3 AMCFD ဆိုင်ရာအသိပညာမျှဝေမှုတက်ရောက်ပြီးစီးသည့် certificate များရှင်းပြပေးသွားပြီးနံပါတ်4ထွေထွေအုပ်ချုပ်ရေးစီးဌာန Asian မြေအကျိုးဆောင်လုပ်ငန်းအသိမှတ်ပြုမှတ်ပုံတင်လက်မှတ်များကိုသက်ဆိုင်ရာမြို့နယ်မာရီစာ professional အသင်းဥက္ကဋ္ဌများမှလျှောက်ထားပေးသွားမှာဖြစ်ပါတယ်တင်တန်းပြီးမြောက်ပါကအသင်းဝင်များသည်လက်မှတ်ရ Asian မြေအကျိုးဆောင်များအဖြစ်ရောက်ရှိသွားမည်ဖြစ်ပြီးသို့ဖြစ်ပါ၍1မှတ်ပုံတင်2အိမ်တော်စုစင်းမိတ်တူ3လိုင်စင်တပ်ပုံ4ပုံ4အသင်းဝင်6လွှာတို့နှင့်အတူအသင်းရုံးအဆောင်စီ9လွှာပြီးညောင်မလေးစေးပလာဇာလမ်းမတော်လမ်းရန်ကုန်မြို့တို့၎င်းတင်တန်းဖွင့်ချိန်တွင်၎င်းဆက်သွယ်ဆောင်ရွက်ပြီးအကျိုးဆောင်လုပ်ငန်းအတိမတ်ပြုမှတ်ပုံတင်လက်မှတ်များရရှိနိုင်ရေးအသိပေးရပါတယ်မြို့သားစီမံကိန်းနဲ့စီးပွားရေးဝန်ကြီးဌာနအသိမတ်ပြုတဲ့နိုင်ငံတော်စစ်သည်ကြီးဖြစ်ပါသည်ဇွန်လ28/2012မှာကိုယူစွာထဲဝါဝါဖွဲ့စည်းခဲ့ပါသည် MIESA မာရီစာမိတွင်လည်းသင်ဖြစ်သည် MIESA professional သင်ကြီးဖြစ်ပါသည်